ဂျပန်နိုင်ငံနီဂါတာမှာလှုပ်လှုပ်နေတဲ့မြန်မာမင်းကလေးတယောက်ပေါ့နော်အဲ့ဒီ9လပိုင်း4ရက်နေ့တော့ကိုအဆုံးစီရင်သွားတာအဲ့ဒါကြတော့နောက်ွယ်အဖြစ်ပြက်ကဒီလိုမျိုးသမီးစားကိစ္စတွေလည်းပါနေတဲ့ခါကျအဲ့ဒါကြောင့်မလို့ရှင်တို့ရဲ့ life plan မှာကိုယ့်ရဲ့သမီးစားနဲ့ပဲဖြစ်ဖြစ်ကိုယ့်ချစ်သူနဲ့ပဲဖြစ်ဖြစ်အိမ်အောင်ဘက်နဲ့ကိုယ့်ရဲ့ဘဝကိုဘယ်လိုမျိုး plan ချမလဲပေါ့နော်ပြီးတဲ့ခါကျတော့နိုင်ငံသားမှာအလုပ်လုပ်တယ်ဆိုလို့ရှိရင်စိတ်ဖိစီးမှုတွေအလုပ်ရဲ့ဖိစီးမှုဒဏ်တွေဒီလိုမျိုး relationship ရဲ့ဖိစီးမှုဒဏ်တွေကအရန်ကိုမှဒီလိုလူတွေကိုပြပြီးတဲ့အခါကျတော့လေအရန်ကုန်မှာစိတ်ပြက်စရာကောင်းတယ်ဒီလိုမျိုးအဆုံးစီရင်ကျင်လာအောင်ဒီဖြစ်ခဲ့တာမျိုးတွေလည်းရှိခဲ့ဘူးတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဒီလိုမျိုးတွေကဘယ်လိုကြော်လွှားမလဲဆိုတဲ့ဟာရှင်တို့ပြောပြမယ်လာဆဆူမပူတွေရောဈေးတယ်ရောကြွရှင်တို့ကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ဒါနေရာယူလိုက်တော့နော်အဲ့ဒီတော့ဒီညီမလေးကကျတော့ဂျပန်နိုင်ငံနီဂါတာမှာအလုပ်လုပ်နေတဲ့ညီမလေးပေါ့နော်နီဂါတာပြည်နယ်မှာအလုပ်လုပ်နေတဲ့ညီမလေးသူကအဲ့ဒီ4ရက်နေ့ကသူအဆုံးစီရင်လိုက်တယ်သူအခန်းပေါ်ကပြန်ရောက်တဲ့အချိန်ကျမှဒီကောင်မလေးအဆုံးစီရင်တာကိုသိတယ်ပေါ့နော်အဲ့လိုပဲတစင်စကားတစင်နာနဲ့ပြောကြတာကြတော့သူနဲ့တွဲနေတဲ့ချစ်သူကောင်လေးပေါ့နော်သူ့ရဲ့ချစ်သူကောင်လေးသူတို့တွဲလာလဲ17နှစ်လောက်ရှိပြီတဲ့အဲ့ဒါအောင်မှအဲ့ဒီကောင်လေးကနောက်တစ်ယောက်ရသွားလို့မျိုးသူနဲ့လမ်းခွဲသွားလို့မျိုးအဲ့လိုမျိုးဖြစ်တဲ့အတွက်နော်အဲ့လိုမျိုးဖြစ်တဲ့အတွက်သူ့ကိုယ်သူအဆုံးစီရင်သွားလို့ပြောတယ်ရှင်တို့တွေကကြတော့ဒီလိုမျိုးနိုင်ငံသားမှာအလုံးမလုံးတဲ့လူတွေတို့နိုင်ငံသားမှာမနေတဲ့လူတွေကိုယ့်ဘဝမှာပျော်ရွှင်တဲ့လူတွေပေါ့နော်အဲ့လိုမျိုးလူမျိုးတွေကကြာဒါမျိုးကိစ္စတွေကိုနားလဲရခက်လိမ့်မယ်နိုင်ငံသားမှာအလုံးလုံးတယ်ဆိုလို့ရှိရင်ကြတော့ဥပမာဂျပန်နိုင်ငံလိုနေရာမျိုးမှာအလုံးလုံးတယ်ဆိုလို့ရှိရင်လည်းများသောအားဖြင့်ပေါ့နော်လူတိုင်းကတော့မဆိုလို့ဘူးတပတ်မှာ9ရက်ရှိရဆိုလို့ရှိရင်6ရက်လောက်ကအလုံးလုံးရတယ်အလုံးလုံးရတယ်ဆိုလို့ရှိရင်လည်းပျော်ပျော်ရွှင်ရွှင်နဲ့ဒီလိုမျိုးအလုံးလုံးရတဲ့လုံးရတဲ့အလုပ်တွေအနေတယ်ကွယ်မနက်ဆိုလို့ရှိရင်လည်းအစောကြီးထအိမ်မောင်စုံမနဲ့ထပြီးအခါကျကိုယ့်အလုပ်ကိုသွားအလုပ်ထဲမှာဆိုလို့ရှိရင်လည်းတယောက်နဲ့တယောက်ပုတ်ခတ်တဲ့ဒဏ်တွေအဲ့လိုမျိုးဒီလို stress တွေပေါ့ကွယ်သိရမလားဒီအလုပ်ထဲမှာလုပ်ငန်းခွင်အဆင်မပြေတာမျိုးတွေအဲ့လိုမျိုးတွေလည်းရှိတယ်ရှိပြီးအခါကျနောက်ထပ်ကိုယ့်ရဲ့ပိတ်ရက်မှာဆိုလို့ရှိရင်လည်းဘယ်သူနဲ့မှဘဲမှလည်းမသွားနိုင်ဘူးမသွားနိုင်မနဲ့အဲ့ဒီမှာကိုယ့်ရဲ့ဒီကိုယ့်ရဲ့အေးရေးဝါဖို့အတွက်ကိုယ်အိတ်ဖို့လို့အတွက်ကိုပဲကိုယ်လုံးပန်းနေရဆိုတော့အဲ့ဒီမှာလည်းအိတ်ကြတယ်အိတ်ကြပြီးတဲ့ခါကျဒီလိုမျိုးတပတ်မှာဆိုလို့ရှိရင်ဒီလိုမျိုးရှိရဆိုလို့ရှိရင်ဟာထားလိုက်လှုပ်သွားလိုက်လောက်ကပြန်လာနောက်ကျစားတောက်ပြီးအိတ်ပြီးတဲ့ခါကျပိတ်ရက်မှာလည်းကိုယ်အေးရေးဝါဖို့အေးအဲ့ဒီမှာဆိုလို့ရှိရင်တပတ်စာဝတ်တွေရှော်ရမလားဘာလို့ရမလားကိုယ့်ရဲ့အလုပ်တွေဒီရက်စာကဲထဲမှာပဲပိတ်မိနေကြတာဖြစ်တယ်အဲ့ဒီတော့ကိုယ့်ရဲ့ life cycle ထဲမှာဒီလိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ကိုယ်ကိုနားလည်နိုင်တဲ့လူကဘယ်သူလဲကိုချစ်သူနဲ့ကိုဘဝမျိုးတွေဘယ်လိုတိဆောက်ကြမလဲဆိုကိုချစ်သူပေါ်ပုံအပ်ပြီးတဲ့အခါကျဒီလူတယောက်ကလည်းဒီလူတယောက်ကပဲကိုဘဝလိုမျိုးဖြစ်သွားတတ်ကြတယ်နော်အမှချစ်သူရှိတဲ့လူတွေဆိုလို့ရှိရင်ကိုချစ်သူနဲ့ပဲဒီလိုမျိုးဘဝရဲ့ရှေ့ရေးတွေကိုတိုင်ပင်ကြတယ်ဖုံးပါညာပြောတယ်ဆိုလို့ရှိရင်လည်းလေအဲ့လိုမျိုးကိုချစ်သူနဲ့ပဲဒီလိုမျိုးပြောနေရဖြစ်တဲ့ကျန်တဲ့လူတွေနဲ့လည်းအဆက်အသွယ်လေးမလုံးနိုင်ဘူးပေါ့နော်အဲ့လိုမျိုးတွေဆက်သွယ်နိုင်တဲ့ဘဝတွေကလည်းရှားတယ်အဲ့တော့ကိုချစ်သူနဲ့ပဲကိုယ့်ရဲ့ life တွေကိုဒီလိုမျိုးတွေ plan တွေရှိရဲ့ဒီလိုမျိုးတွေဆွေးနွေးကြတဲ့ခါကျရုပ်တရက်ကိုယ့်ဘဝမှာအယုံကြည်ရဆုံးနဲ့အားကိုးရဆုံးလူကချစ်သူကိုချစ်သူတယောက်ပဲဖြစ်နေတယ်အဲ့လိုမျိုးကိုချစ်သူကကိုနာလေးကနေစွန့်ခွာသွားလိုက်တဲ့အခါမှာဆိုလို့ရှိရင်ကိုမှမျောလင်းချက်လည်းမရှိတော့ဘူးရီမန်းချက်လည်းမရှိတော့ဘူးဘာပန်းနိုင်မှလည်းမရှိတော့ဒီလိုအရာအလုံးပျောက်ဆုံးသွားပြီးတော့အဲ့လိုမျိုး loss ဖြစ်သွားတဲ့အတွက်ဒီလိုမျိုးအဆုံးစီရင်သွားတာလို့ကိုကလည်းထင်တယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့အတွေ့အကြုံအရာရှင်တို့သုံးသပ်ပြတာပေါ့နော်အဲ့ဒီတော့ကိုယ့်ရဲ့ဘဝမှာပေါ့နော်နိုင်ငံခြားမှာပဲရက်တီဘလို့ပဲရက်တီကိုယ့်ရဲ့ဘဝမှာအရာအလုံးက balance ဖြစ်နေဖို့လို့အရေးကြီးတယ်ကိုယ်လည်းအရင်တော့အဲ့လိုမျိုးဖြစ်ဖူးတယ်ပြီးတဲ့ခါကျတော့ဒီလိုမျိုးအချစ်ကိုယူယူမိုင်းမိုင်းနဲ့ချစ်ခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်ဒီအချစ်ကပဲကိုယ့်ရဲ့ဘဝပဲကိုယ့်ရဲ့ဘေးမှာတငယ်ချင်းတွေကဘလို့ပဲ928မြစ်တာနဲ့ပဲချစ်ကိုမိဘမောင်နှမဆွေမျိုးသားချင်းတွေကဘလောက်ပဲချစ်အဲ့ဒီဟာတွေကိုကိုလက်မခံနိုင်ဘူးဒီချစ်သူတယောက်ကကိုနားလေးကစွန့်ခွာသွားပြီဆိုတာနဲ့အရာအလုံးပျောက်ဆုံးသွားတယ်လို့ဖြစ်ခဲ့ဘူးတယ်เนาะအဲ့လိုမျိုးတွေအတွက်ဆိုလို့ရှိရင်ဘလို့လုပ်ရမလဲဆိုလို့ရှိရင်အရာအလုံးကိုတမမျှတအောင်လို့ရှင်တို့ဘက်ကနေပြီးတော့ဒီလိုမျိုးစီမံနာပို့ပြီးတော့ကောင်းတယ်နောက်တစ်ခုကကြတော့ကိုချစ်သူနဲ့ကိုချစ်သူကဒါကိုချစ်သူဒါကိုဘဝဒါကိုချစ်သူရဲ့ဘဝဆိုလို့ရှိရင်သူများဘဝရဲ့သူများ plan နဲ့ကိုဇွတ်ဆိုအကုန်လုံးဝင်လိုက်တာမျိုးမဟုတ်တော့ဘဲနဲ့ကိုမှဆိုလို့ရှိရင်လည်းဘာ plan ရှိတယ်ကိုရဲ့ life plan ကဘယ်လိုမျိုးကိုချစ်သူရဲ့ life plan ကလည်းဘယ်လိုမျိုးအဲ့တော့နှစ်ယောက်ဒီလိုမျိုးသူကလည်းဒီလိုမျိုးသူ့ရဲ့ဘဝနဲ့လာကိုကလည်းကိုဘဝနဲ့လာအဲ့လိုမျိုးနှစ်ယောက်ညှိယူပြီးတော့နှစ်ယောက်အတူတူဆက်တွဲရှောက်ပြီးတော့ရှောက်မှာပဲဒီလိုမျိုးချစ်သူဘဝတို့အိမ်အောင်ရင်တဲ့ဘဝတို့ကတည်မြဲတာအဲ့လိုမျိုးမဟုတ်ဘဲနဲ့သူများဘဝကြီးကိုကိုယ့်ဘဝတွေကိုဇွတ်ဆွဲသွင်းတာမျိုးတွေကိုယ့်ဘဝကြီးကိုသူများဘဝတွေကိုဇွတ်ဆွဲတန်လိုက်တာမျိုးတွေဟာကားကြတော့ဘယ်တော့မှမတည်မြဲဘူးတည်မြဲခဲ့လဲ10%လောက်ပဲ80% 90%လောက်ကတော့မတည်မြဲရများတယ်အဲ့ဒီကြတော့ကိုနှစ်ယောက်
ဒီလိုမျိုးတွေရှိတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ life plan ကဘာလဲသူ့ရဲ့ life plan ဘာလဲနှစ်ယောက်တူတူဘယ်လိုမျိုးညှိပြီးတော့ရေရှည်လျှောက်သွားမလဲဆိုတဲ့ဟာမျိုးတွေအရေးကြီးရဲ့အဲ့အတွက်ကို့မှာလဲကိုချစ်သူကလဲစိတ်ချရတဲ့လူယုံကြည်ရတဲ့လူလဲဖြစ်ဖို့လိုတယ်ဟိုကောင်မနဲ့တွေ့ကြိုက်ဒီကောင်နဲ့တွေ့ like ဆိုတဲ့ဟာမျိုးတွေနဲ့တော့မဖြစ်ဘူးပေါ့နော်အဲ့ဒီကြောင့်မလို့ဒါမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမျှတအောင်အဲ့ဒါပြီးတဲ့အခါကျမှကိုယ်တငယ်ချင်းတွေနဲ့အချိန်ပေးတာမျိုးတွေကိုမိသားစုတွေနဲ့ဖုန်းခေါ်တာမျိုးတွေအချိန်ပေးတာမျိုးတွေလုပ်တင်တယ်မိသားစုဆိုလို့လဲမိသားစုတွေကလည်းတချို့မိသားစုတွေကလည်းအပူပေးတာမျိုးတွေများတငယ်ချင်းတွေဆိုလို့ရှိရင်လည်းလင်ပိုမိနေတဲ့ကောင်မတွေမျိုးတွေဆိုလို့ရှိရင်လည်းရှောင်းပြီးတဲ့အခါကျ negative တငယ်ချင်းတွေလည်းရှိတယ်အဲ့ဒီခါကျတော့ကိုယ့်ရဲ့ဘဝမှာဘယ်လိုလုပ်မလဲဒီနိုင်ငံခြားမှာနေရဆိုလို့ရှိရင်အလုံးနဲ့အိမ်နဲ့အလုပ်ကြီးနေရာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့အလုပ်ပြီးတဲ့ခါကျအလောက်ကနားချိန်မှာဆိုလို့ရှိရင်ဘယ်လိုမျိုးတွေနားမလဲပြီးတဲ့ခါကျဘယ်လိုဘဝတိုးတက်အောင်လုပ်မလဲလေ့ကျင့်ခန်းလေးတွေဘယ်လိုလုပ်မလဲတော့တခြားဝါသနာပါတာလေးတွေဘယ်လိုလေ့လာမလဲအဲ့ဒီကနေမှကိုယ့်ရဲ့ဘဝအလင်းရောင်ပြန်ပြီးတော့ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့အားလုံးပဲဆုတောင်းပေးလိုက်ပါတယ်တတား